မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တင်ပြမယ်အကြောင်းအရာကတော့ချင်းမောင်ကားပင်ရဲ့အစွမ်းတက်တဲ့အကြောင်းလေးပဲဖြစ်ပါတယ်ဒီချင်းမောင်ကားမှာနှစ်မျိုးလာပါတယ်ချင်းမောင်အရွက်ဒီလိုမျိုးအဖြူပင်နဲ့အယိုးနီချင်းမောင်ကားပင်ဆိုပြီးတော့နှစ်မျိုးနှစ်စားလာပါတယ်ကျွန်တော်တို့ခြံမှာစိုက်ထားတဲ့ချင်းမောင်ကားပင်ကတော့အယိုးဖြူပင်ဖြစ်ပါတယ်ဒီမှာပါဒီမှာသူ့ရဲ့ရိုးတံတွေကဖြူနေပါတယ်အခုတင်ပြတဲ့ချင်းမောင်ကားပင်ကတော့အယိုးအဖြူပင်ဖြစ်ပါတယ်သူ့မှာဒီလိုမျိုးအဆူးလေးတွေလည်းပါပါတယ်အဆူးရှာရှာကလေးတွေပါပါတယ်အဆူးလေးတွေပါပါတယ်ချင်းမောင်ကားရဲ့အစွမ်းအာနိသင်ကတော့အရန်ကိုများပါတယ်ရိုးချင်းမောင်ပင်တွေလိုပဲဟင်းကြိုလှုပ်ရှားရင်လည်းကောင်းပါတယ်ဟင်းနဲ့ချက်စားလို့ရှိရင်လည်းအရန်ကိုအရသာရှိပါတယ်ချင်းမောင်ကားဖြစ်ပေမဲ့သူ့အရသာမခါပါဘူးချင်းပြုံးပြုံးလေးပါပဲချင်းမောင်ကားရဲ့အစွမ်းအာနိသင်တွေကတော့အမျိုးသမီးများဓမ္မတာလာစဉ်ကိုက်ခဲခြင်းကိုတတ်တာပျောက်ကင်းစေမှာဖြစ်ပါတယ်သူကဗီတာမင် C ဓာတ်အပြည့်ပါဝင်တာကြောင့်ရောင်ရမ်းမှုကိုကျစေပြီးတော့ဘက်တီးရီးယားပိုးတွေကိုတည်စေနိုင်ပါတယ်သူ့မှာအစာကြေးစေတဲ့ဓာတ်တွေပါဝင်တာကြောင့်ဝိုင်းထုတ်တဲ့သူတွေအတွက်အရန်ကိုတင်းတော်ပါတယ်သူ့ကိုစားကြအပြီးစီးကိုရှင်စေပါတယ်ဥမကြီးကင်ဆာကိုကာကွယ်ပေးပါတယ်အစီချဝိတ်ချတဲ့သူတွေအတွက်လည်းဒီချင်းမောင်ကားကိုစားခြင်းအဖြစ်ဝိတ်ကျစေပါတယ်အစီကျစေပါတယ်စိတ်ကြယောဂရှိတဲ့သူတွေအတွက်လည်းဒီချင်းမောင်ကားကိုစားသုံးခြင်းအဖြစ်စိတ်ကြမှုကိုတက်တာစေပါတယ်လျော့နေစေပါတယ်သူ့မှာအန်တီအောက်ဆီဒန့်ဆိုတဲ့ဓာတ်တွေအများကြီးပါဝင်နေတာကြောင့်ချောင်းဆိုးခြင်းအေးမိခြင်းဖျားယောဂမဖြစ်ပေါ်အောင်လဲသူကကာကွယ်ပေးပါတယ်ချင်းမောင်ကသွေးတိုးခြင်းကိုလည်းထိန်းချုပ်ပေးပါတယ်အသေးယောဂမဖြစ်ပေါ်အောင်ကာကွယ်ရမှာလဲအထောက်အကူဖြစ်စေပါတယ်အစာလဲဆေးလဲအစာဆိုတဲ့အတိုင်းဒီချင်းမောင်ကားကိုဟင်းကြိုပဲပြုတ်တော့ချက်ပဲစားအရန်ပင်အကျိုးအန်တီတင်ရှိတာကြောင့်အရသာလည်းရှိဆေးဘက်လည်းဝင်တဲ့အတွက်ငွေချင်းမိတ်ဆွေများအားလုံးဘူးသူရရစေတဲ့အတွက်ကျွန်တော်ကဒီချင်းမောင်ကားအကြောင်းလေးကိုတင်ပြပေးခြင်းဖြစ်ပါတယ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ